မင်္ဂလာပါဒါကတော့ဆရာတင်ဖြစ်ပါတယ်ကားမောင်းနေပါတယ်ဆရာတော်ဖြစ်ပါတယ်ကျမရဲ့ဘေးမှာတော့ဆရာတော်ဖြစ်ပါတယ်ဒီဘက်မှာတော့ဖြီးကဲဖြစ်ပါတယ်ကျွန်တော်တို့ဝင်လာနေလမ်းဖေးပြီးပါလာရအခါရွာမှာရှိတဲ့ resort ကိုသွားပြပါတယ်လမ်းကတော့မကောင်းပါဘူးဝီလီလန်လမ်းခွဲနေတော့မိနစ်20လောက်ကစီးတောင်တက်တောင်ဆင်းပြီးတဲ့ခါမှာတော့တွိုင်းစားဖာတောင်မှာအရင်တက်ရပါတယ်လို့ဆရာဆော်ရောက်တဲ့အခွက်ဟုတ်ကဲ့တနိုင်ကို Happy New Year ဆရာတဲတယောက်တစ်လုံးနဲ့ဆရာတို့ကဒါပေမဲ့ဥစ္စာအဲ့ကောင်ကအိမ်သားမပါဘူးပေါ့အောက်အင်းအားလေးဆင်းသွားပါမယ်ပြီးရင်ကျမတို့ဒီလိုမျိုးတဲတွေတွေ့မယ်ပေါ့နော်တဲမှာမှ10လေးတွေအဲ့လိုမျိုးထိုးပြီးတော့အိတ်လို့ရပါတယ်မေကြီးလာပို့ပါတယ်ยินดีต้อนรับดอยสามภาคလို့ရေးထားပါတယ်။ပုံရိပ်လောက်ထားပြီးနေရာလေးတိမတန်လာပါတယ်။ဒါပေမဲ့လောဆယ်အန်တီကတပုံရိပ်ပုံ mood မဝင်နေပါဘူးလို့လာလည်းမပြစ်လာအောင်မျက်နှာပလိုင်းနဲ့လာတဲ့အတွက်ကြောင့်မနေ့ကအခြေလေးဆက်ချိုးပြီးမှပဲရိုက်ပါမယ်။ဒီနားမှာပေါ့နော်။ဒီရဲ့တိုင်းမြင့်လေးတွေတွေ့မယ်ပေါ့နော်။အဲ့ဒါကလာအိုဖက်ဖြစ်ပါတယ်လို့အခုမှမှပြီးဖက်ရဲ့အဲ့နာလေးကတော့လာအိုဖက်ဖြစ်ပါတယ်။ဒီကနေ့ကြည့်ရအရင်ကမဝေးတယ်လို့ပါပဲ။ Hello. Kalele. ဘာလို့မျက်စိမိတ်နေရလဲဆရာဆရာကျင့်ရလေဆရာတေဆရာဘာတွေ့ရလဲဆရာခုဒီချိန်လုံးမရဘူးဟုတ်ကဲ့ခဏတော့ဆရာခဏလေးအေးဟုတ်တယ်ခလေးတောင်ပေါ်နေကြည့်မယ်ဆိုရင်မြင်ရတဲ့မြင်ကွင်းဖြစ်ပါတယ်အားလုံးပဲပေါ့နော်ခုချိန်မှာတော့ကျွန်တော်တို့4နာရီရောနော်နေကြတဲ့အချိန်ဖြစ်ပါတယ်လို့နေဖြည်းဖြည်းချင်းဝင်နေပါတယ်လို့အဲကြောင့်ကောင်းကင်ကအရင်လာနေပါတယ်တဲမဲ့ဘန်ဂလိုစီတောင်းမှဖြစ်ပါတယ် Oh my god ဖီကန်နဲ့ကျမနဲ့တဲမဲ့ဘန်ဂလိုဖြစ်ပါတယ်ဖီကန်ဖီကန်နဲ့နိုင်နေဘန်ဂလိုတစ်လုံးမှဖြစ်ပါတယ်ဟုတ်ကဲ့အားလုံးပဲကျမဘန်ဂလိုမောင်းဝင်ပါတယ်လို့အဲ့ဒီဘန်ဂလိုမဟုတ်ပါဘူးလို့ဒီဘန်ဂလိုဖြစ်ပါတယ်လို့ B2 ဖြစ်ပါတယ် no shoes ပြောတဲ့အတွက်ကျမရဲ့ဖက်နဲ့ချစ်ထားရမှာဖြစ်ပါတယ်ဘန်ဂလိုထဲဝင်မှာဖြစ်လို့ကျမတို့တူဝင်ကြည့်အောင်ဘန်ဂလိုရဲ့ဒီအရှိဘယ်ခဏနားလေးဖြစ်ပါတယ်ဒါကျမတို့အထုပ်လေးဖြစ်ပါတယ်ဒါတော့ကျမတို့ခံဝင်ကြည့်လိုက်ရင်ဖြင့်တာဒါကျမတို့ bed ရှိပါတယ်ပြီးရင်ဒါကတော့ရေချိုခံအင်တာဖြစ်ပါတယ်ပြီးရင်ဒါပဲရှိပါတယ်အပြင်မှာတော့ကောင်းကင်ကအင်မတန်လာပနေပါတယ်ဒီမန်လေးရှိပါတယ်ဒီမန်ကဒီရဲ့မိုးကသာမရှိလို့ရှိရင်အရင်လာမှာဖြစ်ပါတယ်လို့အနောက်ရှုခင်းနဲ့ရှေ့စပွဲမှာဒီလိုထားပေးပါတယ်ကန်းသီးရှိပါတယ်ဒါပေမဲ့အတုပါစားလို့မရပါဘူးလိမ်မော်သီးတွေလည်းထားပေးပါတယ်တက်ပုံရိုက်ဖို့တက်ပဲဖြစ်ပါတယ်နေရနမထိုးနေပါတယ်လို့လင်းထင်းနေရတယ်ကျမအခုပဲမီးလိုက်တာပါနော်ဖီကက်ကအမြဲတမ်းတယောက်တည်းအိတ်တာဖြစ်ပါတယ်ဖီကက်နိုင်တဲ့အိတ်တာအဆင်ပြေလားလို့မေးလိုက်တဲ့အခါမှာဖီကက်ကရတယ်လို့ပြောပါတယ်နိုင်ကန်တော့မကန်ဘူးလား downside ကတော့ပါလဲဆိုဘန်ကလိုမှာဖက်နဲ့တခါလေးဝင်ရဖက်နဲ့ချစ်လိုက်ဆိုတော့တယ်အဲ့ဒါဒီနားနေအစားပြီးချုပ်ခိုင်းတာရဲ့ဖက်နဲ့ပြန်ဝေးရတယ်အဲ့ဒါကတော့ hassle ဖြစ်ပါတယ်လို့အခုမပါတဲ့သူတို့ခံလိုက်မယ်သူတို့လျောက်တာဖက်ပြီးတော့နေရတယ်ဗီဒီယိုအစပိုင်းမှာပေါ့နော်မပြောပြမိလိုက်ဘူးကျမတို့ဒီနေ့ကတော့တက်ချလေးနှစ်ချင်းအသင်းတော်ဓမ္မအမှုရဆောင်များအားတစ်လောင်ဖြစ်ပါတယ်အဲ့ဒီအတွက်တညအိတ်ကိုကျမတို့ဝေလီလန်ဖတ်မှရှိတဲ့ဒီ home stay ပေါ့နော်ဒိုင်ဆမ်ဖတ် home stay မှာလာပြီးမှတညတာအနားယူရင်းနဲ့အချိန်ယူကြတာဖြစ်ပါတယ်လို့နေစဝင်ပြီပေါ့နော်အရင်လာပါတယ်ညက်တန်လေးတွေနဲ့ဆရာတော်တင်သွင်းမှု blogger လေးတစ်ဖြတ်နေဝင်နေပါပြီလို့မကြခင်မှာနေဝင်တဲ့အတွက်ကြောင့်မို့ orange color ဖြစ်နေတဲ့ sky လေးပဲဖြစ်ပါတယ်အရင်လာပါတယ်နေဝင်လို့ရှိရင်အနီအကြိုက်ဆုံးတဲ့တစ်ခုဖြစ်ပါတယ်လို့ orange color ဖြစ်နေတဲ့တိမ်ဟုတ်ပါဘူးကောင်းကင်အဲ့ကိုအရင်နဲ့နှစ်သက်ပါတယ်ကျမတို့ရဲ့နေစားဖြစ်ပါတယ်အချိန်တိုင်းလူတွေကလွန်သွားမှာတဲ့အဲ့ကြောင့်လို့Say
ကျမ်းစာကြောင့်နဲ့သက်ဆိုင်အမှုတော်မြတ်တော်တော်ကောင်း အစီအစဉ်တော့တေယတိရှိတယ်လားစီတယ် အာမင် ဒါကတော့ညခင်းမှာမီးလေးတွေနဲ့လင်းနေတာပဲဖြစ်ပါတယ်ဒီမှာလာတဲ့ဟာကျတော့ကျယ်နဲ့အရင်နီးသွားသလိုခံစားရပါတယ်ကျွန်တော်လှဖြစ်ပါတယ် Good morning ပါအားလုံးပဲအခုအချိန်ကတော့6:05မိနစ်ဖြစ်ပါတယ်ဒီမထွက်သေးပါဘူးအနောက်မှာတိမ်ပင်လေးနည်းနည်းရှိပါတယ်နည်းနည်းလေးပဲအများကြီးမဟုတ်သေးပါဘူးနည်းနည်းလေးစောင့်ကြည့်လို့ရှိရင်ထလာမလို့ထင်ပါတယ်အနေမနဲ့စောထားပြီးတော့9:40လောက်ထားပြီးတော့အင်မတန်လာပါတဲ့ရှုခင်းကိုကြည့်စားနေတာပဲဖြစ်ပါတယ်အားလုံးပဲကြည့်ကြပါဦးတရားလားကျွန်တော်မနက်စားပင်ပြန်มาတော့မယ်အားလုံးပဲကျမတို့အခုချိန်မှာတော့နေထွက်ပါပြီလို့နေကထထပြန်လိုက်ရအမေအရင်တည်းရိုက်ပြပါလေနေထွက်လာပြီနေထွက်လာပြီအိုးတပြီဝါနေထွက်လာပြီအမကျဝါကျွန်တော်အနေငယ်တော့တိမ်ပြလဲဖြစ်ပါတယ်တောင်အောက်ကရွာပါတော့နေထွက်လာပြီဆိုတော့တိမ်ပြလဲပြေပြီးတော့ကွဲနေတဲ့အနေထားမျိုးကျန်းနေကြည့်ရင်ကျွန်တော်တောင်လေးလည်းအထက်လိုက်ဖြစ်နေလို့ရင်လာပါတယ်ဖိကက်ကိုဆရာတော်တင်တပုံရိုက်ပေးနေတာဖြစ်ပါတယ်ဒါစံဖားတော့စိတ်နာပြီးလောကကြီးကစိတ်နာသွားတယ်စဉ်းစားရနိုင်ခုံစလိုက်တော့မယ် မလုပ်ပါနဲ့ကလေးတွေငိုကုန်မယ်အောင်ကြည့်ပေးပါစေ အာမင်ကျွန်တော်မနှက်စားပြပါတယ် ပါလိုက်ပါ 9:45အချိန်နေအနေထားမှာဖြစ်ပါတယ်တိမ်ပလဲတလားတော့ရှိပါသေးတယ်တော်တော်လဲကျွန်တော်တို့မလောက်ဆရာမရှိတော့ဘူးဖြစ်တဲ့အတွက်ကြောင့်မလို့မနှက်စားပြီးတဲ့ခါမှာပြန်มาတော့မယ် Have a great one Bye bye see you next time ကောင်းစဉ်ကြီးကအရင်လာပါတယ်ဆရာပြန်တော့မနော်ဟုတ်ကဲ့ပြန်တော့မယ်